ပင်းစီညီကိုများအားလုံးပဲမင်္ဂလာပါခင်ဗျာရှန်နစ်တစ်ကူအထိမ်းအမှတ်မူဆယ်နှံ့ခမ်းချစ်ကြည်ရေးစပိန်အတူတူစီးကြမယ်ဆိုတော့ဒီညမှာပဲကျွန်တော်စပိန်ကိုတန်ရှင်းရေးလေးလုပ်ရင်စီးလေးပါလေးထည့်ရင်ပြင်ဆင်နေပါပြီခင်ဗျာမနက်ဖြန်မနက်အစောကြီးမိုးလင်းလာတဲ့စပိန်စီညီကိုတွေနဲ့အများကြီးဆောင်ရတော့မှဆိုတော့အရင်ကဆေးလို့ရှာပြီးပျော်ရွှင်နေပါတယ်ခင်ဗျာတန်ရှင်လည်းလှုပ်ပြီးတော့ပြီဆိုတော့အိတ်လေးတွေပါလေးတွေထည့်ရင်တက်ဆက်ရှိရတက်ပါအောင်မယ်ဟုတ်ကဲ့လေမော်ဒီလေးစားကြပါအောင်ခင်ဗျာဒါနဲ့ကျွန်တော်ဆိုင်တော့မဟုတ်ပါဘူးသူများဆိုင်ပါနှံ့ခမ်းနေလာမယ့်ညီကိုတွေကိုတော့ကြိုဖို့တော့ကျွန်တော်တို့ဒီမူဆယ်မှာလူတွေစုနေကြပါပြီကျွန်တော်တို့မူဆယ်ကနေစပိန်စီအဖွဲ့ညီကိုတွေနဲ့အတူ10လမ်းကိုနှံ့ခမ်းဖွဲ့ရလာတဲ့ညီကိုတွေကိုတော့ကြိုမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မိတ်ဆွေတင်ငယ်ချင်းညီကိုတွေမူဆယ်ကနေဇလန်ကိုစတင်ထွက်ခေါ်ပါပြီးဖြစ်ပါတယ်လူတွေကတော့အများကြီးပဲဒီနေ့ကတော့အားရပါရပဲဗျာထုံးစံတိုင်းမိတ်ဆက်ရမယ်ဆိုတော့အခုမြင်နေရတာတော့ကျွန်တော်ပဲဖြစ်ပါတယ်ဆောရရီဆိုတော့မြင်းလေးတွေနဲ့အရန်ကိုလှပပါတယ်ခင်ဗျာကျွန်တော်တို့စပိန်စီအဖွဲ့တွေမူဆယ်ကနေဇလန်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ကျွန်တော်တို့စပိန်စီအဖွဲ့အားလုံးကိုတိုဖူနဲ့ခောက်ဆွဲကျွေးတဲ့ဆယ်လန်းအမျိုးမျိုးလည်းဒီညနေပဲကျေးဇူးများတင်ပါတယ်ခင်ဗျာအခုမြင်နေရတာတော့တိုဖူနဲ့ခောက်ဆွဲစားဖို့တန်းစီနေကြတဲ့ညီကိုတွေပဲဖြစ်ပါတယ်အားလုံးပဲတန်းစီနေကြပါတယ်တိုဖူနဲ့ခောက်ဆွဲစားဖို့အပြေးလွှတ်တန်းစီနေကြပါတယ်ခင်ဗျာကျွန်တော်တို့စပိန်စီအဖွဲ့အားလုံးစားဖို့အတွက်စီစဉ်တက်နဲ့လှုပ်ပေးထားတဲ့တိုဖူနဲ့ခောက်ဆွဲလည်းစားလို့ကောင်းမဲ့ပုံပါပဲခင်ဗျာတန်းစီလာတာကျွန်တော်လည်းရောက်လာပြီဆိုတော့တိုဖူပကံလည်းကျွန်တော်လက်ထဲရောက်လာပါပြီကျွန်တော်စားမယ့်နေရာကိုရှာနေတာပါနောက်ဆုံးတော့ကျွန်တော်ရဲ့တကယ်ချင်းအိုင်မွန်းကိုတွေးတော့သူ့နဲ့ပကံချင်းတိုက်လိုက်ပါတယ်အဲ့ချိန်မှာပဲကျွန်တော်စားမယ့်ခောက်တဲ့တစ်ခါလေးကုန်သွားပါပြီနောက်ဆုံးနိုင်ငံကြီးသားပြည်သားစာနဲ့စားပြီးတော့ကိုပကံကိုမိုက်ပုံနဲ့ပြည့်ထည့်ပါတယ်ကြခင်မှာပဲနှက်ခမ်းအဖွဲ့ကရောက်လာတော့မယ်ဆိုတော့ကျွန်တော်မူဆယ်အဖွဲ့ကညီကိုတွေနဲ့လိုက်လဲကြိုဆိုဖို့ပြင်ဆင်နေကြပါပြီနှက်ခမ်းအဖွဲ့ရောက်လာပြီဆိုတော့ကျွန်တော်တို့မူဆယ်အဖွဲ့ကလည်းလိုက်လဲကြိုဆိုရင်လက်ဆွဲနှုတ်ဆက်ကြပါတယ်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်တို့မူဆယ်နှက်ခမ်းနောက်ဖွဲ့စလုံးပူပေါင်းပြီးကျွန်တော်မူဆယ်ကိုပြန်လာကြပါတယ်ကျွန်တော်တို့မူဆယ်နှက်ခမ်းနှစ်ဖွဲ့လုံးပူပေါင်းပြီးမူဆယ်ကိုပြန်ရောက်လာကြပါပြီခင်ဗျာကျွန်တော်ဒီတောင်ကိုတက်တာတော့တော်တော်ခင်းပါတယ်ဗျာတောင်ကနည်းနည်းမှတ်တယ်ဆိုတော့အားလုံးလဲကျိုးကျိုးဆာဆာနဲ့တက်နေကြပါတယ်တောင်ထိပ်ကအားလုံးပဲရောက်လာကြပြီပဲဖြစ်ပါတယ်ဒါပေမဲ့ပင်ပန်းနေဆိုရင်မဲအားလုံးကတော့ပျော်ပျော်ရွှင်ရွှင်ပါပဲခင်ဗျာစပိန်စီပြီးသွားပြီဆိုတော့ကျွန်တော်တို့မူဆယ်နှက်ခမ်းစပိန်စီအဖွဲ့မိတ်ဆောင်စာပွဲချစ်ချစ်စတင်ပါပြီခင်ဗျာကော့တေးနဲ့ဟော့ပေါ့ကျွေးတယ်ဆိုတော့ကျွန်တော်အကြိုက်ပဲပေါ့ဒီနေ့တော့ခက်မြန်လေးထားပြီးတစ်ခွက်သွားမလာပါပြီဗျာညီကိုတွေနဲ့အတူတူတောက်ဖို့ခွက်မလာပြီဆိုတော့တခါတည်းခွက်တိုက်မယ် cheers
အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့ channel တစ်ခုတချင်းကိုတည်ဆိုကြရင်စားကြတောက်ကြပျော်ပါရင်နဲ့တယောက်နဲ့တယောက်မိတ်ဆက်ကြပါလေခင်ဗျာအခုမြင်နေရတာတော့ကျွန်တော်တို့ရဲ့ရှမ်းသေးတန်ရှင်တိုက်ဆိုင်ဖုန်းပဲဖြစ်ပါတယ်ခင်ဗျာနေ့လယ်မှာစပိန်စီးကဏ္ဍလေးပြီးသွားပြီဆိုတော့ညကြတော့ဆိုင်ငယ်ဖွဲ့နဲ့ထပ်ပြီးတောင်းချမ်းပါတယ်ခင်ဗျာညပိုင်းလဲပိုက်ကတငယ်ချင်းနဲ့အတူတူပျော်ပါကြပါတယ်ဒီကြီးဖွင့်နေတဲ့လူကတော့ကျွန်တော်ပါပဲလို့ပြောနေတဲ့ကျွန်တော်ပဲဖြစ်ပါတယ်အဲ့လိုနဲ့တရက်ထဲမှာပဲဆိုင်ငယ်အဖွဲ့နဲ့ရောစပိန်အဖွဲ့နဲ့ပါအတူတူပြောရှင်ရတဲ့အမှတ်တရနေ့လေးတစ်နေ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအိမ်ပြန်လာပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားအနေဆုံးထိကြည့်ပေးတဲ့မိတ်ဆွေတကယ်ချင်းများအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်နော်